2024ရက်နေစပြီးတော့အခုချိန်ဒီခိုင်လေးစီမှာပဲအမြဲတမ်းပုံလာရေးနေတဲ့ VIP လို့ဖြစ်နေတဲ့ client တယောက်ရှိပါတယ်ဒီနေ့အဲ့ဒီ client ကိုခိုင်လေးပုံရေးပြပါပဲဖြစ်ပါတယ်ပုံကတော့ခိုင်လေးတို့နေကြပန်းရေးမှာပေါ့နော်နေကြပန်းကိုအားလုံးသိတဲ့အတိုင်းအယောင်နေနဲ့ရေးမှာမဟုတ်ပါဘူးblack white လေးရေးမှာပါဘာလို့ black white ရေးရတာလဲဆိုတော့ဒီခိုင်လေးရဲ့ client ကကြတော့အသားနဲ့ညိုတဲ့ထဲမှာပါပါတယ်။ဒါနဲ့ညိုတဲ့ထဲမှာပါတော့ခိုင်တို့ဝါရောင်ကိုရေးလို့အဆင်မပြေပါဘူး။စေးကြံကြလို့ရှိရင်စေးမိန်တာတွေပါကြီးဖြစ်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ခိုင်တို့စေးကြံလဲကောင်းမဲ့အနေထားမျိုးဖြစ်အောင်လို့ခိုင်လေးတို့ကအဖြူမဲရေးဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ဆိုတော့နေကြပန်းကိုဘယ်နေရာမှာရေးမှလဲဆိုတာကိုဒီဗီဒီယိုဆက်ကြည့်ပေးပါ။